မင်္ဂလာပါရှင်ပကံနယူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ပံပြန့်ကျေးရွာကိုစစ်တပ်ကဒီကနေ့ညနေမှာလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးပြီး3ဦးပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကထုတ်ပြန်ပါတယ်လက်ပံပြန့်ကျေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့လည်းမန္တလေး PDF ကပြောပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာလဲတပိတ်ချင်းမြို့နယ်ကြောက်ဖြာကျေးရွာကိုလေကြောင်းကပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူ၄ဦးသေဆုံးက10ဦးဒဏ်ရာရရှိခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ခဲ့ပါတယ်မကွေးတိုင်းပေါင်မြို့နယ်မှာစစ်တပ်စစ်ကြောင်း2ကြောင်းပေါင်းစည်းသွားတာကြောင့်ဒေသခံကျေးရွာ10ရွာထပ်မံပိုပြီးဝေးတဲ့ဒေသတွေကိုထွက်ပြေးနေကြရတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်ကျိုင်းဆောက်ရွာကထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းတွေဟာဒီကနေ့ညနေမှာပေါက်နယ်ထမ်းပေါက်ကုန်းရွာစာတင်ကျောင်းမှာစစ်ကြောင်း2ကြောင်းပေါင်းစည်းသွားတယ်လို့သိရပါတယ်။စစ်ကြောင်းမှာအင်အား300ခန့်ရှိပြီးရေနံမှော်တဲ့ဘက်ကိုရွေလျားနိုင်တယ်လို့အညာမြေတပ်ပေါင်းစုကခန့်မှန်းထားပါတယ်။စစ်တပ်စစ်ကြောင်းဆက်ထိုးနေပြီးစစ်ရှောင်းရင်ဒေသခံ9ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိထားတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။စစ်ရှောင်းပြည်သူတွေဟာကားစိုက်ကဲထော်လာကြီးတွေနဲ့ထိမိပြီးထိခိုက်ဒဏ်ရာတွေရရှိကြတာလို့လည်းသိရပါတယ်။စစ်တပ်စစ်ကြောင်းရဲ့အနေအကြောင်းပေါ့နိုင်ဒေသခံပြည်သူပေါင်းထောင်ချီတင်းရှောင်နေရပြီးကျေးရွာပေါင်း15ရာထက်မနည်းအိုးအိမ်ဆွန့်ခွာခဲ့ရတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။နိုင်မြို့ဘက်ကလာတဲ့စစ်ကြောင်းတွေဟာပေါ့မြို့နယ်မှာပြည်သူ9ယောက်ထက်မနည်းကိုတပ်ဖြတ်ထားပြီးနေအိမ်တွေကိုမီးရှို့တာဆန်တွေကိုဖျက်ဆီးတာမြေဘဲတွေကိုယူဆောင်သွားတာတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ပေါ့မြို့နယ်မှာစစ်ကြောင်းတွေဆက်ထိုးနိုင်ဖို့စစ်တပ်ကပါရာမော်တာဝိုင်တွဲတွေနဲ့လေကြောင်းကပစ်ကူလမ်းရှင်းနေပြီးပြည်သူတွေထိခိုက်နေတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်တပ်ကစစ်ရှောင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေပြီးပြည်သူ3ဦးလက်နက်ကြီးထိမှန်ထားတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဒီကနေ့ညနေမှာထုတ်ပြန်ပါတယ်။ခြေလင်းစစ်ကြောင်းဟာဒီကနေ့နေ့လယ်ပိုင်းမှာခင်ဦးနယ်အနောက်မြောက်ချမ်းမုံလာစံပြကျွော်ကိုရောက်ရှိလာတာကြောင့်ဒေသခံတောင်းချီထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါတယ်။ထွက်ပြေးတင်းရှောင်နေတဲ့စစ်ရှောင်တွေကိုရေဦးမြို့အထိုင်ချစစ်တပ်ကလက်နက်ကြီးနဲ့တစ်ခတ်ခဲ့တာလို့ထုတ်ပြန်ပါတယ်။စစ်တပ်ရဲ့လက်နက်ကြီးတွေဟာဒီကနေ့နေကင်း12နာရီခွဲကမှရေဦးမှုမြစ်အရှိတ်အင်ပတ်ကျေးရွာအတွင်းကြာရောက်ပေါက်ကွဲခဲ့ပါတယ်။အဲဒီရွာကဒေသခံအမျိုးသား3ဦးခေါင်းခြေသလုံးလက်မောင်းတွေမှာထိမှန်ခဲ့ပြီးစေကူတာမှုပေးနေတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကပြောပါတယ်။မုံလှကျွော်ကိုရောက်နေတဲ့အင်အား300ဝန်းကျင်စစ်ကြောင်းဟာလည်းဘေးပတ်ဝန်းကျင်ကစစ်ရှောင်းတွေရှိရာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ဒီစစ်ကြောင်းကြောင့်ဒေသခံတောင်းချီဟာစစ်ဘေးရှောင်နေရတာ10ရက်ကြာမြင့်လာပြီဖြစ်တယ်လို့သိရပါတယ်။ရေဦးခင်ဦးမြို့နယ်ကံဘလူမြို့နယ်ကကျေးရွာ20ကျော်ကစစ်ဘေးရှောင်ထောင်ချီဟာထွက်ပြေးနေရပြီးအချို့ရွာကန်တွေကတော့ကျေးရွာအတွင်းမနေရကြသေးဘူးလို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။ရက်ရှည်လာတာနဲ့မျှစစ်ဆောင်တွေအတွက်နေစရာစားစရာအခက်အခဲတွေများလာတဲ့အပြင်စောင်းရသည်ကူမှာကျန်းမာရေးမကောင်းတာတွေအများစုဖြစ်လာတယ်လို့သိရပါတယ်။ဖြစ်တယ်လို့တင်းရှောင်နေကြရတာကြောင့်ကိုဝင်ဆောင်မိခင်တွေကလေးတငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအဓိကနာမကျန်းဖြစ်နေပြီးရေးပေါ်ကူညီတွေလိုနေတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပကံနယူးရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။